Hello bro ကျွန်တော်ကတော့ Rust ပါပြောပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Hyper Shot ဆိုတဲ့တနက်ပြတဲ့ game လေးကျွန်တော်ဆော့ပြသွားမှာဖြစ်ပါတယ်ဒါကတော့ဘယ်လိုပြောမလဲတနက်ပြတဲ့ game ပေါ့နော်ဒါကတနက်ပြရတဲ့ game ဒီမှာကျွန်တော် game ကောင်းအောင်ဆော့တယ်ကျွန်တော်က level 30ပဲရှိတယ်လို့မှစဆော့တာသိမကြသေးဘူးအဲ့ဒါ bro တို့လာဆော့ပြတာဟို Hyper Shot လို့ခေါ်တယ် HYPER SHOT Hyper Shot အဲ့လိုခေါ်တယ် Okay လားကျွန်တော်စကားမပြောမလဲအမြန်ဝင်လာ spawn လိုက်အောင် why spawn claim လို့ရတယ်ဟောမ claim တော့ထားလိုက်တော့ spawn လိုက်တော့ let's go okay ဒါကျွန်တော်ရဲ့ team ပေါ့နော်ကျွန်တော်ရဲ့ team ကတော့9နေပေါ့နော်4နဲ့အေး sorry တော့တေးဝါဒါပဲโอ้မတွေ့ဘူးတော့ပါလေးမနဲ့နိုင်ပြီကျွန်တော်တေးတော့ကျွန်တော်တေးတော့တယ်တော့တေးရတေးဝိုင်းဒါလေဒီကတော်လေးအားမိုက်ရနေရောမနေရောလည်းမသိအိုးမိုက်ဆောရမကြသေးဘူးလားတိတ်နော် no ဒီဘောလေးတပါလို့အော်ဟိုက control ရဲ့တိတ်လည်းမေ့တယ်ငါကောင်းတယ်ငါပြီးတော့ပဲဆိုရတော့ကျုံတော့ဒီမှာကျုံပြီးလိုက်ပြီလာတော့ bro တော့မယ်ရောက်သေးပြီလာပါကြတော့မယ်ရောက်အော်ရောက်အော် no bro sorry ကျေးဇူးတင်ပါတယ်အဲ့မဟုတ်ပါဘူးတောင်းပါပါတယ်ဟိုလည်းအင်္ဂလိပ်ဆိုင်မေ့နေကျွန်တော်မပလိန်းကြနေနော်ရပြီတော့တကောတော့လိုက်တော့ဒီပြောရတက်ပြီးလိုက်ပြီနော်ကျေးဇူးတင်တို့ play တို့ teammate ကြရှာတယ်လို့တော့မပြောရသေးဘူးမချောင်းတဲ့ဦးဒါမချောင်းတဲ့ဦးချောင်းရဲလို့ဖြစ်တယ်မချောင်းတော့နောက်ဆုံးဟိုရောက်သွားကြဒါရောက်ကောင်းလမ်းဆောင်မြေတာကောင်းလေတကောလမ်းဆောင်နေပြီ bro graphic မကောင်းsorry ပါလို့ဖုန်းနဲ့ဆော့အောင်လို့ graphic မကောင်း sorry ပါနော် bro ဒါတူ base လေလမ်းတွေပြောက်နေပြီ oh no ကျွန်တော်လို့ကွက်နေတယ်တည်ရောက်23တော့ရောက်ရေးငါစကားများနေတေးတော့မယ်လို့ဖဲတော့မြို့ကဒီမှာဘာဖြစ်နေရတော့ Rust ဘာဖြစ်နေငါဟိုကမရလေးကွာငါတက်တာအဝေးဖြစ်တယ်မရသေးဘူးကျွန်တော်တို့ကဘာရှိလဲကျွန်တော်အသုံးချနေမှာမဟုတ်လားဒီမှာရပ်ပင်းလို့ဒီနေ့တော့မသေးလို့ပါတော့ဟုတ်လား bro ကျွန်တော်တေးမိတ်တော့ဆဲပါအဲ့တော့ဆဲကြရေးပြီးတော့ဆဲကြlet's goတော့ရှုံးနေပြီလို game မျိုးကိုဆော့ရတာမိုက်ဖီးရတစ်မျိုးပဲပွဲပြီးဝင်9မိနစ်ပဲလို့ရှောက်ပြေးမှာကွာရှောက်တယ်ဒီမှာပါတော်လေးလာရောက်တော့ရန်လို့ enemy တွေလာပြီဒီပြင်နေတာလေလို့ကျွန်တော်ပြနေကျွန်တော်လည်းရှေ့တော့တိုးပြီးပြန်ဖြေရပြန်ဝတ်
ကျွန်တော်သွေးရောဟိုမှာရှိနေဒီကုန်းလေးတော့အော်ရမိုက်ဆောင်းနေပြီဆောင်းလိုက်တယ်တန်းအော်ပေးတယ်မှာတော့ရှိယေရအဲ့ကောင်တော့တရမဟုတ်ရှိစိတ်မှာကွာတေးလိုက်တော့သူတို့ base တွေကဖောက်ဟောဒါ emote တွေဟောဒါ emote တွေဒီလား emote တွေကျွန်တော် emote တွေမသိဘူးဟောရဝေးလုံးဟော level 40တော့ရောမမြိုက်လိုက်မိုက်လိုက်လားဆိုမြိုက်လိုက်လားဆိုတော့ Sigma boy assisted plus 19လိမ့်နေတာပါလိမ့်အော်နိုင်ဝိုင်းโอเคဘရိုတို့ဒါကျွန်တော်ဒီကိန်းဆော့ပြပါတော့ချာရီโอเคဒါတော့ကျွန်တော်ဒီကိန်းဆော့ပြပါပေါ့နော်ဟိုကျွန်တော် channel လေးကို like subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်တဲ့တိုက်လဲ like လေးပေးခဲ့ကြပါဦးခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်နော်